မင်းကလေးတယောက်ဟာအစားအသောက်တွေတင်လာတဲ့ကုန်တင်ကားတစ်စီးအတွက်ဒေါ်လာ8 တန်းသုံးစွဲခဲ့ပါတယ်ပြီးတာနဲ့စူပါမားကတ်တစ်ခုလုံးကိုပါရှင်းပစ်လိုက်ပါတော့တယ်သူမကကဘာပြတ်မဲ့ဘေးအတွက်ပြင်ဆင်နေတာမဟုတ်ပါဘူးသူမကအငတ်ဘေးဆိုင်နေတဲ့ဖြစ်တစ်ခုကိုအလွယ်တကူတွားရောက်နိုင်လို့ပါအဲ့ဒီမင်းကလေးဟာမူလကတိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်သူတယောက်ပါအပြင်မှာစွန်စားခန်းရိုက်ကူးနေတော့မိုးကောင်းကင်မှာစမ်းကြဲတဲ့အလင်းတန်းတစ်ခုဖြတ်သွားတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအလင်းဘဲကလာတယ်လဲသိရအောင်လိုက်သွားရင်းဆက်ဝိုင်းပုံနေရာတစ်ခုတည်းခြေချမိလိုက်ပါတယ်ဒါက1980ပြည့်လွန်နှစ်တွေစီကိုပို့ဆောင်ပေးမဲ့တကားပေါက်တစ်ခုဆိုတာသူမမသိလိုက်ပါဘူးရွှေရောင်လင်းတန်းတစ်ခုကသူမကိုချက်ချင်းမိုးပေါ်ဆွဲတင်လိုက်ပါတယ်သူမတတိယလာတော့ရှိကြတဲ့အိမ်တစ်လုံးထဲမှာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးတယောက်ဝင်လာပြီးသူမကိုချက်ချင်းဖက်လိုက်ကအမလို့အော်ခေါ်လိုက်ပါတယ်ဒီကလေးကလူမားနေတယ်လို့သူမထင်ခဲ့ပေမဲ့ဒီကောင်မလေးကတစ်မြစ်တွေဆွဲထုတ်လာပြီးအစားတောက်ဖြစ်ကမ်းပေးလိုက်တဲ့အခါပြီးခဲ့တဲ့ညကဖြစ်ခဲ့တဲ့မြအားလုံးကိုရုတ်တရက်တတိယသွားပါတယ်အဲ့ဒီအခါမှာသူမဟာအချိန်နောက်ပြန်ခီးသွားခဲ့ပြီးဒီဆိုးရွားတဲ့အငတ်ဘေးရဲ့အလဲကိုရောက်နေပြီဆိုတာသိလိုက်ပါတော့တယ်တမိုင်းကိုပြောင်းလဲပစ်ဖို့ရဲရင်တဲ့အစီအစဉ်တစ်ခုသူမစိတ်ထဲမှာချက်ချင်းပေါ်လာပါတယ်ခေတ်သစ်ကာလကိုပြန်သွားပြီးအခုခေတ်အစားအသောက်တွေကိုဒီငတ်မွတ်နေတဲ့ခေတ်စီယူလာဖို့ပါပဲမထွက်ခွာခင်သူမရဲ့ညီမလေးပိုက်စားတာတက်တာအောင်ချောကလက်ဘားတစ်ခုထုတ်ပေးခဲ့ပါတယ်ဒါပေမဲ့ဒုတိယအတော်ရဲ့သားကသူတို့ကိုမြင်သွားခဲ့တယ်ဒုတိယအတော်ကချက်ချင်းချဟောကလက်ကိုဆက်ခတ်နဲ့လှမ်းယူလိုက်ပါတယ်ပုံရှိုးကွယ်ရှိုးစားတောက်နေကြတယ်ဆိုပြီးညီမနှစ်ယောက်ကိုအော်ဟစ်ကသူတို့ဖွက်ထားတဲ့အစားအသောက်အားလုံးကိုအဖို့တောင်းဆိုပါတယ်ဒီမိန်းကလေးဟာဒီအိမ်ရဲ့မူလပိုင်ရှင်ရဲ့ဒုတိယအတော်မှနောက်ဆုံးတော့သိလိုက်ရပါတယ်သူကမိသားစုရဲ့စားနပ်ရိက္ခာအားလုံးကိုတင်စီထားပြီးညီမနှစ်ယောက်ကိုနေတိုင်းပိုက်စားအောင်လုပ်နေသူပါမိန်းကလေးကမေတ္တာတရားမရှိတဲ့ဆုံးမကြီးလို့ပြင်းပြင်းထန်ထန်ပြောဆိုလိုက်ပါတယ်သူ့စကားကြောင့်ဒုတိယအတော်ဒေါသထွက်ပြီးလက်နဲ့ရိုက်ဖို့လှုပ်လိုက်ပေမဲ့မိန်းကလေးကတွန်းချလိုက်တာကြောင့်သူလဲကျသွားခဲ့ပါတယ်ညီမလေးကသူမအမတ်မှာတခုခုပြောင်းလဲနေတာကိုသတိထားမိလိုက်တယ်ဒုတိယတော်လည်းတခုခုမှားယွင်းနေတယ်လို့ခံစားမိပြီးချက်ချင်းကျမ်းပြင်ပေါ်လဲချပြီးကလန့်တိုက်ပါတော့တယ်စူညံတန်ကြားလို့ရွာလူကြီးအပြေးလွှားရောက်လာပေမဲ့ဒုတိယတော်ကမိန်းကလေးကိုသူ့ကိုတိုက်ခိုက်တယ်လို့ဆွဆွဲလိုက်ပါတယ်ရွာလူကြီးကဒုတိယတော်ရဲ့စကားကိုယုံကြည်ခဲ့ပါတယ်မိန်းကလေးကိုဒုတိယတော်ကိုချက်ချင်းတောင်းပန်မှုပြောပြီးမဟုတ်ရင်တလားစာစားနဲ့ရိတ်ခါကိုဖျက်တောက်မယ်လို့ပြောပါတယ်မိန်းကလေးကရွာလူကြီးရဲ့အကြံပြုချက်ကိုချက်ချင်းသဘောတူခဲ့ပေမဲ့ဒုတိယတော်ကတော့လုံးဝငြင်းဆန်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒုတိယတော်ကသူတို့ရဲ့အစားအသောက်အားလုံးကိုသူ့အတွက်ယူထားလို့ပါပဲညီမလေးကအိမ်မှာဖြစ်ပျက်နေတာအားလုံးကိုရွာလူကြီးအားပြောပြပြီးဒုတိယတော်ကသူတို့ကိုစားခွင့်မပေးဘူးလို့ပြောလိုက်ပါတယ်ရွာလူကြီးဒီစကားကြတော့ဒေါသထွက်သွားခဲ့တယ်ဒုတိယတော်ကိုမေတ္တာတရားမရှိသူလို့စူပူချိန်မောင်းလိုက်တယ်သူမကညီမရဲ့စားနပ်ရိက္ခာကိုသိမ်းစီပြုံမကသူတို့ကိုအငတ်ထားပြီးတပ်ဖို့စူးစမ်းနေတာလို့ပြောပါတယ်ဒါပေမဲ့ဒုတိယအတော်ကသူကိုယ်တိုင်အငတ်ခံနေရတာဖြစ်လို့ဘာကြောင့်တခြားသူကိုဂရုစိုက်ရမှာလဲဆိုပြီးခေါင်းမာနဲ့အခိုင်အမာပြောဆိုနေခဲ့ပါတယ်အော်ဟစ်တန်တွေကရွာသားအများပြားကိုလင်းမြန်စွာဆွဲဆောင်နိုင်ခဲ့ပါတယ်မိန်းကလေးကသူတို့ရဲ့အိမ်အောင်စုစည်ရင်ကိုခွဲထုတ်ဖို့ချက်ချင်းအဆိုပြုခဲ့ပါတယ်ရွာလူကြီးကဂရုတစိုက်စဉ်းစားဖို့တိုက်တွန်းခဲ့တယ်အကယ်၍သူတို့အိမ်အောင်စုခွဲလိုက်ရင်အစားအသောက်လုံးဝမရှိပဲဖြစ်သွားနိုင်တယ်လေဒါပေမဲ့မိန်းကလေးကခွဲထွက်ဖို့ကိုအခိုင်အမာတောင်းဆိုခဲ့ပြီးသူမညီမလေးကိုပိုကောင်းတဲ့ဘဝတစ်ခုတေချာပေါက်ပေးနိုင်မယ်လို့ကတိပေးခဲ့ပါတယ်ပြီးတာနဲ့ဒုတိယအတော်ကိုသူတို့အမေရဲ့လက်ကောက်ကိုပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်ညှင်းဆန်ရင်ရဲစခန်းကိုတိုင်ကြားမယ်လို့ပြောလိုက်ပါတယ်ဒုတိယအတော်ကချက်ချင်းနောက်ဆုတ်သွားခဲ့တဲ့လက်ကောက်ကိုသူတို့အတွက်စိတ်ချရအောင်ထိမ့်သိမ်းထားတာဖြစ်ပြီးအစားအသောက်အတွက်ရောင်းချနိုင်မယ်လို့ပြောဆိုကဟန်ဆောင်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်မိန်းကလေးကအစားအသောက်ရဖို့လက်ကောက်ကိုရောင်းเสียမလိုဘူးလို့ပြန်ပြောလိုက်ပါတယ်ဒုတိယအတော်ကမိန်းကလေးကလေကြီးမိုးကြီးပြောနေတာလို့ချက်ချင်းတွေးလိုက်မိတယ်လက်ကောက်ကိုသူ့အတွက်တင်ထားဖို့ဆုံးဖြတ်ပြီးညမမိုးမချုပ်ခင်စံပေါင်း10ပေါင်ရအောင်ရှာခိုင်းခဲ့ပါတယ်မဟုတ်ရင်လက်ကောက်ကသူ့ပိုင်ဖြစ်သွားမယ်ပေါ့ရွာသားတွေအားလုံးမဖြစ်နိုင်ဘူးလို့ယူဆကြပေမဲ့မိန်းကလေးကမဆိုင်မတော်သဘောတူခဲ့ပါတယ်သူမစံပေါင်း10ပေါင်မပေးနိုင်ဘူးဆိုရင်လက်ကောက်ကိုဒုတိယအတော်ကိုပေးုံတာမကသူတို့ရဲ့တလစာရိတ်ခါကိုပါဆွတ်လွတ်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူမတာစံပေါင်း10ပေါင်ယူလာနိုင်ခဲ့ရင်ဒုတိယတော်ဟာသူတို့ကိုအိမ်မှာအခမဲ့နေခွင့်ပေးုံတာမကလူတိုင်းရှိမှသူမကိုဒူးထောက်တောင်းပန်ရမယ်လို့ပြောလိုက်ပါတယ်ဒုတိယတော်ကမိန်းကလေးလုံးဝလိန်ပြောနေတာလို့တွေးလိုက်မိပါတယ်သူမရဲ့အဆိုပြုချက်ကိုချက်ချင်းသဘောတူလိုက်ပါတယ်အဲ့ဒီနောက်မိန်းကလေးကအချိန်ခီးသွားတကားပေါက်စီလျှောက်သွားခဲ့ပါတယ်ပြစ်စုံပန်ချိန်ကိုပြန်သွားဖို့နီးလက်တစ်ခုအတွက်အသေးအတန်ဆူတောင်းခဲ့ပါတယ်ရွှေရောင်လင်းတဲ့တစ်ခုပေါ်လာပြီးသူမချက်ချင်းခေတ်သစ်ကာလကိုပြန်ရောက်သွားကားပါတယ်သူမဟာစူပါမားကတ်စီတန်းပြေးသွားပြီးတခါမှမလုပ်ဘူးတဲ့ဈေးဝယ်ထွက်မှုကြီးကိုစတင်ခဲ့ပါတယ်သူမတရေစာစင်တစ်ခုလုံးကိုချက်ချင်းရှင်းပစ်လိုက်ပြီးစပားရိတ်ခါအားလုံးကိုသူမရဲ့ကုန်တင်ကားထဲထည့်လိုက်ပါတယ်ညမမိုးမချုပ်ခင်ရွာကိုပြန်ရောက်အောင်သွားရမယ်ဆိုတာသူမသိနေပါတယ်မကြခင်ညရောက်လာခဲ့တဲ့ဒုတိယအတော်ကမိန်းကလေးပြန်မလာသေးတာကိုသတိပြုမိခဲ့တယ်ဒီမိန်းကလေးတေချာပေါက်ထွက်ပြေးသွားပြီလို့သူယူဆလိုက်တယ်အဲ့ဒီနောက်ညီမလေးရဲ့လက်ထဲကတက်တာလေးကိုသူတွေးလိုက်ရတယ်သူမိသားစုစီကခိုးယူတယ်လို့ချက်ချင်းဆွဆွဲပြီးသူ့လက်ထဲကနေဆက်ခနဲ့လှမ်းလူယူလိုက်ပေမဲ့အတွင်းမှာတပ်ပုံတပုံသာတွေ့လိုက်ရတယ်ရွာသားတွေအားလုံးကသူ့ကိုစိတ်ဖောက်ပြန်နေသူအပြစ်မဲ့သူတွေကိုအမြဲဆွဆွဲနေသူလို့ခေါ်ဆိုဝေဖန်လာကြတယ်တပ်ပုံကညီမလေးအတွက်ဘလောက်အရေးပါတယ်ဆိုတာကိုသိတဲ့အခါဒုတိယအတော်ကရှက်ရကောင်းမှမသိစာချုပ်တစ်ခုဆွဲထုတ်လိုက်ပါတယ်လက်မှတ်ထိုးလိုက်ရုံနဲ့တပ်ပုံကိုချက်ချင်းပြန်ရမယ်ပေါ့ညီမလေးကလုံးဝညှင်းဆန်ခဲ့ပါတယ်သူမအမပြန်လာတာကိုစောင့်မယ်လို့အခိုင်အမာပြောခဲ့တယ်ဒုတိယအတော်ကမိန်းကလေးပဲတော့မှပြန်မလာနိုင်တော့ဘူးလို့ယုံကြည်နေခဲ့တယ်အမှန်တော့စံပေါင်း10ပေါင်းဆိုတာမလွယ်လာပါဘူးလေဒါကြောင့်ရွာလူကြီးကိုအလောင်းစားရလက်တွေကိုလက်မှတ်ထိုးဖို့ဖိအားပေးခဲ့တယ်ရွာလူကြီးကမိန်းကလေးကိုအချိန်ပိုပေးချင်ခဲ့ပေမဲ့ရွာသားတွေရဲ့ဖိအားကြောင့်နောက်ဆုံးတော့စာရွက်ပေါ်သူ့လက်မှတ်ကိုထိုးပေးလိုက်တယ်ရွာလူကြီးကညီမလေးကိုဒီရှုံးနေမှုကိုလက်ခံတဲ့နယ်လို့ပြောခဲ့ပေမဲ့သူမအမပြန်လာမှာကိုခိုင်ခိုင်မာမာယုံကြည်နေခဲ့ပါတယ်ဒုတိယတော်ကသူမဘလောက်ကောင်းမှလဲဆိုတာမြင်တဲ့အခါညီမလေးရဲ့လက်ကိုဆွဲပြီးလက်မှတ်ကိုအတင်းကျပ်ထိုးခိုင်းဖို့ကြိုးစားခဲ့ပါတယ်။ကံကောင်းစွာနဲ့မိန်းကလေးကလျင်မြန်စွာတုံ့ပြန်ပြီးသူ့ကိုကိုက်လိုက်တာကြောင့်အမအတွက်အချိန်နှဲငယ်ပိုရလိုက်ပါတယ်။ဒုတိယတော့အကြီးကျယ်ဒေါသထွက်သွားခဲ့တဲ့သူကရွာသားတွေကိုစုဝေးစေပြီးညီမလေးရဲ့လက်မှတ်ကိုအတင်းကျပ်ထိုးခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးကစံတွေအပြည့်တင်ထားတဲ့ကုန်တင်ကားနဲ့ရွာထဲကိုမောင်းဝင်လာခဲ့ပါတော့တယ်။